နဲ့ပိုင်းကကျမတို့ထုံစံတိုင်းမြန်မာစာတောက်နဲ့ပတ်သက်တဲ့ဒီလက်ဖက်ရည်နဲ့ကြာကွေးစားဖြစ်ပါတယ်ပြီးတော့စားပြီးလို့ရှိရင်ကျမတို့ဒီတရားမဲ့ဒီကျမအလုပ်ကိစ္စနဲ့ပေါ့နော်တရားမဲ့ဒီဟိုတယ်လေးကိုကျမရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ဒါကကျမတရားမဲ့ဒီဟိုတယ်လေးရဲ့အပြင်စင်လေးဖြစ်ပါတယ်ဆိုတော့အဲ့ဟိုတယ်ကဆိုလို့ရှိရင်အရန်ကိုတဲလို့ကောင်းနေတာကျမဒီကိုရောက်တိုင်းဆိုလို့ရှိရင်ဒီမှာစန်ချောင်းဟိုတယ်ပေါ့နော်အမြဲတမ်းတဲနေကြနေရာတစ်ခုလို့လည်းကျမတို့ပြောလို့ရပါတယ်ပြည့်စောကျမအတွက်ဘာကြောင့်ဒီဟိုတယ်ကိုရွေးချယ်ရလဲဆိုတော့အစားအသောက်တွေကကျမအတွက်အဆင်ပြေတယ်ပြီးလို့ရှိရင်လူကြီးကလေးအကုန်စားလို့ရတဲ့အစားအသောက်တွေထဲမှာပါတယ်ပေါ့နော်ပြီးလို့ရှိရင်အသီးနှံလို့ဆိုလို့ရှိရင်ကျမပို့ပြီးတော့ကြိုက်တယ်ပေါ့နော်အဲ့တကြောင့်မို့လို့ဒီဟိုတယ်ကိုကျမရွေးချယ်ရခြင်းဖြစ်ပါတယ်ဆိုတော့ကျမကဒီညပိုင်းဆိုလို့ရှိရင်အိတ်ခါနေမှာ self study လုပ်တဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အိတ်ခါနေအရင်ဆုံးကိုပြန်ပြီးတော့ self study လုပ်တယ်ပြီးတော့ review လုပ်လို့လုပ်ရမယ့်အရာလေးတွေဆိုလို့ရှိရင်ကျမပြန်ပြီးတော့အမြဲတမ်း review လုပ်ဖြစ်ပါတယ်ဆိုတော့နောက်နေ့မနေ့ခီးသွားဖို့အတွက်ဒီ outfit ကတော့ simple လေးပဲရွေးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျမဒီချောင်းကြီး simple လေးပဲကြိုက်တာဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ outfit တွေကျမရွေးပြီးသွားပြီဆိုလို့ရှိရင်တော့မနေ့စားတော့စားဖြစ်ပါတယ်။မနေ့စားရတဲ့ကျမအများကြီးမစားဘူးပေါ့နော်။အိမ်မှာဆိုလို့ရှိရင် coffee မတောက်ဘဲနဲ့ဒီကျမအရင်ကြိုက်တဲ့soy milk ပေါ့နော်စစ် soy milk စစ်ကိုကျမအရင်ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ soy milk နဲ့ပဲကျမတောက်ဖြစ်ပါတယ်။ကျမမနေ့စာတွေစားပြီးတဲ့ချိန်မှာဆိုလို့ရှိရင်ဒါကျမလီစိတ်တို့တွားနေတာဖြစ်ပါတယ်ဆိုတော့ဒါလီစိတ်ရောက်ပြီပေါ့နော်လီစိတ်ရောက်လေကျမလာတာအရန်စောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ coffee sign ဒီဇိုင်းလေးကို coffee ဝင်ဝယ်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီရဲ့ coffee ကတော့ကျမတစ်ခါတော့မတောက်ဘူးဒါပေမဲ့တော့ try ကြည့်မှာပေါ့နော်အရာသားဘယ်လိုရှိလဲဆိုတာလေးတော့ဇာကနာသွားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဒီစိတ်မှာကော်ဖီတွေတော့တိတ်မတောက်ဖြစ်ဘူးခုမှဒါလေးစိတ်မှာပထမဦးဆုံးဝယ်တော့တဲ့ကော်ဖီဖြစ်တယ်ပေါ့နော်ဆိုတော့သူ့အရာတာတော့ခါစိတ်လေးအရာတာရပါတယ်ဆိုတော့မဆိုကဲတောင်ကြီးမြို့တို့ရောက်ပါပြီရှင်တောင်ကြီးမြို့တို့ရောက်ပါပြီကြည့်ပါဦးဒီမှာတောင်ကြီးမြို့ရဲ့ view လေးဖြစ်ပါတယ်အဲ့ဒီကချစ်စရာလေးကားတော့ဖွင့်တော့ပေါ့နော်လောဆယ်နေနေပူနေလို့ဟိုမှာ view လေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကျမတို့တရားမဲ့အခန်းဖြစ်ပါတယ်facilities နဲ့ပတ်သက်ပြီးတော့တစ်ချက်တော့ပြကြည့်မယ်နော်ဘာတွေရှိနေလဲဆိုတာဒါတော့ man တင်ခေါ်လေးရချစ်စရာလေးရောက်ချင်မှဆိုလို့ရှိရင်ဘာရအရင်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပြင်ကိုထွက်ပြီးတော့လည်းမစားနိုင်တော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီဟိုတယ်မှာရှိတဲ့မီနူကိုပဲမစားနေတာပါကဲဘိုက်ကအရန်စားပါတယ်ဆိုတော့အစားတောက်မှပြီးသွားပြီဟိုတည်းစီနိုကတော့ရှယ်ပဲဒီမဲ့ဘိုက်အရန်စားတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြင်လဲထွက်ချင်တော့တာလည်းပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ရှိတဲ့ဟာနဲ့ပဲကျွန်မအရင်စားလိုက်မှဖြစ်ပါတယ်